Hello guys မင်္ဂလာပါကျွန်တော်အခုပြောပြချင်တာကတော့နောက်ထပ် spell လေးတစ်ခုပေါ့နော် develop ထဲမှာကျွန်တော်တို့ inner wave တွေကကျွန်တော်တို့ဒီကောင်ပေါ့ seasonal age ပေါ့ဒီကောင် after casting a dual weapon skill ကိုကဒါနဲ့လက်ကင်ထားတယ်ဆိုရင် boost ဒီကောင် boost ပေးပါတယ် one of the following attitude for the short duration ဒီအချိန်တိုအတွင်းလေးမှာဒီကောင်က boost ပေးတယ်ဘယ်ကောင်နေလဲဆို random boost ပေးရပေါ့နော်ဒီကောင်တွေကပဲဆို crit rate ရယ် efficiency rate ရယ် physical damage bonus ရယ် or accuracy damage bonus ရယ်ပေါ့နော်ဒီကောင်က every 30 second မှာတာယာဖြစ်တယ်ပေါ့နော်second 30တိုင်းမှာဒီကောင်က boost ပေးတယ်ကျွန်တော်တို့ခုကင်ထားတဲ့ weapon ဒီ trim blade ပေါ့နော် trim blade တွေအတွက်ဒီကောင်ကအသုံးဝင်တယ် dual weapon ပေါ့နော်ကျွန်တော်ဒီကောင် weapon တွေအတွက်အသုံးဝင်တယ်အဲ့ဒါကိုဘယ်မှာယူရမလဲဆိုတာကိုကျွန်တော်နည်းနည်းတော့ OP ဖြစ်တာပေါ့ဒီဟာကိုဘယ်မှာယူရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်နော်ဒီကောင်ကဘယ်မှာလဲဆိုတော့ဒီကောင်ကင်ဖန်မှာဒီနားလေးပေါ့နော်ကျွန်တော်ပြထားတဲ့နေရာလေးပေါ့ဒီနားလေးကိုဒီကောင် teleport လုပ်လိုက်လုပ်ပြီးတော့ရင်ကျွန်တော်ကလိုက်ခဲ့ပါနော်လုပ်ပြီးတော့ရင်ဒီဘက်ကိုနည်းနည်းသွားမယ်ဘယ်ကိုနည်းနည်းသွားမယ်ပေါ့နော်ပြီးရင်ဒီအစွန်ဆုံးအိမ်နော်အစွန်ဆုံးအိမ်ဝင်မယ်ဝင်ပြီးတော့ဒီနောက်ထဲမှာပေါ့နော်လူတယောက်ရှိတယ်ကျွန်တော်စကားပြောလိုက်မယ်နော်ပြီးရင်ဒီဒုတိယအကြောင်းနော်ဒုတိယအကြောင်း as about a special treasure ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်သူကပြလိုက်မယ်ပေါ့နော်သူက let me take it off တော့ဟောပြလိုက်ရင်တော့ဒီမှာseason နဲ့ age pace ဆိုရတဲ့မယ်ဒီကောင်10ရွက်လိုတယ်10ရွက်ဆိုတော့ဟိုခုနမနေ့ကပြောခဲ့သလိုပဲမနေ့ကပြောခဲ့တဲ့ scale လိုပဲဒီကောင်9000လိုမယ်9000ကိုမှပြီးသွားရင်ကျွန်တော်တို့တည်ထည့်သွားအောင်လဲဆိုတော့ဒီ9000ကျွန်တော်ဝယ်လိုက်ပါတော့ကျွန်တော်ကတော့မရှိသေးဘူးကျွန်တော်ဝယ်ဖို့အတွက် fan အောင်ပါဘောနော်ပြီးအဲ့ကောင်သွားပြီးတော့ develop ထဲမှာ inner wave ထဲမှာဒီကောင်ပြီးရင်ဒီမှာ10ရွက်ဖြစ်လိုက်ပါတော့ဖြစ်ရပြီဒီဟာလေး unlock ဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ damage dealer တွေအတွက် crit rate လည်းတိုးပေးတယ် efficiency rate လည်းတိုးပေးတယ် physical damage bonus ကိုလည်းတိုးပေးတယ်ဆိုတော့နည်းနည်းတော့များတယ် OP တယ်ပေါ့နော်နည်းနည်းသုံးလို့ကောင်းတဲ့ hero သုံးလို့ကောင်းတဲ့ buff တွေဖြစ်တယ် boost ပေါ့ attack boost ပေးရကောင်းတယ်ဒီ spell လေးကကျွန်တော်လည်းကြိုက်တော့ကျွန်တော်လည်း fan ပြီးတော့ဝယ်အောင်မယ်နောက်ထပ်ဗီဒီယိုတွေတွေ့ချင်ကျွန်တော်ရဲ့ TikTok ရော YouTube မှာကျွန်တော်တင်ပေးပါတယ်နောက်ထပ်ဟာသိချင်တာရှိရင်လည်းမေးခဲ့ပါဦး see you the next video guys ကျွန်တော်နာမည်က YT ပဲဖြစ်ပါတယ်